ဒီနေ့မှာတော့ဗျာညီလေးတယောက်တောင်းဆိုထားတယ်လေရင်ဘောကနေပြီးတော့ဒေဒီအမြန်ဆင်းတဲ့နေတွေပေါ့နော်ပြပြဗျာကျွန်တော်တို့ mission လေးလည်းရှိရဗျလေတွေ ray ခေါင်းဖို့ဆင်းရမှာပေါ့နော်အဲမြေပုံလေးကိုကျွန်တော်အေးရငယ်မြေပုံမှာဆင်းပြမယ်ပေါ့နော်ကျွန်တော်ဒီလေးလမ်းကြောင်းရှိရဗျာလေးလမ်းကြောင်းနဲ့ကိုဆင်းမဲ့နေရတယ်ကို location နဲ့ထောက်လိုက်ပေါ့နော်ထောက်လိုက်လို့မီတာ900ဆိုရင်ဆင်းလိုက်ပေါ့နော်အဲဆိုရှင်ကိုကဆင်းတဲ့အချိန်မှာလည်းဗျာကိုကဒီကွက်တီတော့ဆင်းလိုက်နိုင်တော့အဆင်ပြေရဗျာဒီမှာဆိုအီရန်ကဲဆိုရင်မီတာ900ဆန်းဟော့ဆိုလဲ900ကဆန်းဟော့မီယာမာလို့ဆိုလို့မြေပုံကြီးပေါ့နော်အဲ့လိုမြေပုံအကြီးဆိုရင်မီတာ900အကွာကိုဆင်းနိုင်ပေါ့နော်လီဗစ်တို့ရှာမြေပုံအသေးဆိုတော့ဗျာမီတာ400နဲ့အဲသေးတော့ပေါ့နော်ပို့ပြီးတော့350အဲ့လိုမျိုးပေါ့နော်မီတာအဲ့လိုမျိုးအကွာဝေးရတဲ့ဆင်းရင်တော့အဆင်ပြေပါတယ်ဗျာကိုကလေရင်ပေါ်ခုံဆင်းမဲ့ရှိပါဗျာကျွန်တော်ဒီ PA ခရိုလေးရှိရပါအဲ့ PA ခရိုလေးကိုဘယ်ဘက်45ဒီဂရီပေါ့ညာဘက်45ဒီဂရီအဲ့မျိုးလေးပြီးတဲ့ပုံစံမျိုးလေးနဲ့ဆွဲပြီးဆင်းပေါ့နော်ကျွန်တော် location ကိုထောက်ထားရှိရဗျာဒါနည်းနည်းလေးလှမ်းနေဗျာလှမ်းဆိုနည်းနည်းလေးပဲလိုတာဗျာ900ပြေးဖို့လေးကိုအဲ့ဒီကိုကျွန်တော်အရင်ဆုံးရအောင်ဆွဲပြမယ်နော်အရင်ဆုံးကျွန်တော်တက်တက်လေးဆွဲရတယ်ဗျာ900ပြေးဆိုရင်တော့အဲ့လိုဆွဲကြမလို့ဗျာဒီတိုင်းအခုလိုမျိုးစိုက်ပြီးဆင်းသွားလိုက်ရပြီဗျာဒီကိုလိုမြင်ရလားမသိဘူးနော်အဲ့ပေးဆိုတဲ့နေရာမှာရေးထားလေးရှိရဗျာ234ဆိုပြီးတော့ကီလိုမီတာဆိုပြီးပြရတယ်ဗျာအဲ့ဒါကိုဆင်းတဲ့အရှိန်ပေါ့နော်အဲ့နာလေးကိုအရှိန်များနေအောင်လို့234လောက်ဖြစ်အောင်ဆွဲပြီးဆင်းရမှာပေါ့နော်အဲ့မှာညီကိုတို့အောက်ကိုအမြန်ဆုံးနှုံးနဲ့ကြာပါပေါ့နော်ပြီးရင်ဒီမှာလေဒီကိုလည်းအောက်ကိုဆွဲချလိုက်ဗျာဒါတော့ရှိတဲ့ပြီးရခလို့ဆွဲနေတယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုရှင်တော့ကိုအောက်ကိုအရင်မြန်ကြာဖြစ်ပါတယ်တော့ပေါ့နော်ဒီဗျာအဲ့ဆိုတော့ညီကိုအဆင်ပြေပြီနဲ့တူတယ်နော်ညီကိုနားလဲအောင်ကျွန်တော်နောက်တစ်ခါတစ်ခုထပ်ရှင်းပြပေးမယ်ဗျာအဲ့ဒါတော့ကိုကဒီလေဒီဆင်းတဲ့အချိန်မှာဒီလိုရှိတဲ့ပြေးတာမဟုတ်ဘဲနဲ့ဘယ်ဘက်45ဒီဂရီညာဘက်45ဒီဂရီအဲ့ပြေးရခလို့ကိုနော်ဆွဲတာပေါ့အဲ့လိုကြီးဆွဲဟိုစိုက်ဆင်းရမှာဖြစ်ပါတယ်ပေါ့နော်